ဟာလက်ကမအားဘူးဆိုရင်ဖုန်းကနားပြန်ပြီကွာဘယ်သူဖုန်းလဲမသိဘူးအဲ့လိုမျိုးဖုန်းနဲ့အဝေးမှာရောက်နေတဲ့အချိန်ကျွန်တော်တို့လက်ကလည်းဖုန်းငိုင်ဖို့မအားတဲ့အချိန်တွေမှာဆိုရင်ဘယ်သူဖုန်းခေါ်လဲဆိုတာကိုသိရဖို့အတွက်ဒီနည်းလမ်းလေးကိုသုံးလို့ရပါတယ်အရင်ဆုံး setting ထဲကိုသွားဖုန်းထဲကိုဝင်ပြီးရင်တော့ announce calls ကိုနှိပ်အဲ့ဒီနေရာမှာကျွန်တော်တို့က always ကိုရွေးလိုက်ရင်ရပါပြီဒါဆိုရင်တော့ contact မှတ်ထားတဲ့ဖုန်းနံပါတ်တွေဆိုရင် contact ကနာမည်ကိုပြောပြသွားမှာဖြစ်ပြီးတော့ contact မှတ်ထားရင်လည်းဖုန်းနံပါတ်ကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကားမောင်းနေတဲ့အခါတွေအလုပ်လုပ်နေတဲ့အခါတွေမှာဖုန်းလာမယ်ဆိုရင်လည်းစိတ်အနှောက်အယှက်ဖြစ်စရာမလိုတော့ဘူးပေါ့နော်အခုလိုမျိုးအသုံးဝင်တဲ့ tips and tricks တွေကိုအများအားတင်ဆက်ပေးသွားမှာမလို့ကျွန်တော်တို့ရဲ့ Zozo Mobile page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်Jennifer Lopez. Hello တဲလေးပြော